여러분 안녕하세요. 저는 민우바입니다. 디니가로 여러분들이고 빼빼ጥ도 삐지네 장인가로 Korean languageမှာခန်းစားချက်တွေအများကြီးကိုစကားလုံးတစ်လုံးနဲ့မှာပဲထည့်ထားတဲ့စကားလုံးကပါလဲသိကြတယ်။အဲ့ဒါကတော့ tension ပဲဖြစ်တယ်။ tension ဆိုတာကို 여러분တို့တော်တော်များများလူသိများတဲ့ပေါ့နော်။အချက်ကဘယ်လိုမျိုးသုံးတာလဲဆိုလို့ရှိရင်များသောအားဖြင့် romantic ဆန်နဲ့ပြီးလို့ရှိရင်တယောက်နဲ့တယောက်သမီးသားတွေเนาะဒီစုံတွဲလေးတွေတယောက်နဲ့တယောက်ချစ်ချစ်ခင်ခင်ကြည်နူးနူးနဲ့ခေါ်ကြတဲ့အခေါ်အဝေါ်ဆိုပြီးတော့ဘုံအသိများကြမယ်ထင်တယ်အဲ့အတုံးလုံးက drama တွေတချင်းလေးတွေကြပြလေးတွေမှာအဲ့ဒါကိုအများဆုံးသုံးကြလို့ပဲလို့ထင်တယ်ပေါ့နော်ဒါပေမဲ့ဒိုင်းရှင်းကတော့ Europe လို့သိထားတာအထက်ကိုပို့ပြီးတော့အများကြီးကျယ်ပြန့်နေပေါ့နော်ကိုရီးယားတွေမှာကဒီနာမည်လေးယာဒူးတွေနဲ့ဒီ relationship တွေကိုသူတို့ကအရန်တန်ဖိုးထားကြတယ်ဆိုတဲ့အခါကျတော့သူတို့ကတကယ်တယောက်ယောက်ကိုပေါ့နော်သူတို့ခေါ်မယ်ဆိုလို့ရှိရင်သူတို့ဒီတိုင်းဒိုင်းရှင်းဆိုပြီးတော့မခေါ်သူတို့ကနာမည်မှာနောက်မှာရှီကပ်ပြီးတော့ခေါ်ကြတယ်ဥပမာမီမီရှီပေါ့အဲ့လိုမျိုးပေါ့နောက်တစ်ခုကကြတော့ဒီ relationship တွေမှာဆိုလို့ရှိရင်လေမောင်နှမလေးပြန်မှာကိုအကိုတွေအမတွေဆိုလို့ရှိရင်ဘယ်လိုခေါ်လဲဆိုလို့ရှိရင်ညောမီနာ언니 오빠အဲ့လိုမျိုးဆိုပြီးခေါ်ကြတယ်ကွာဂျာဒူးအနေနဲ့ဆိုလို့ရှိရင်လေသူတို့က과자는 부자님 사장님ပေါ့နော်အဲ့လိုမျိုးလေးတွေပဲသူကခေါ်ကြတယ်당신ဆိုပြီးသူကခေါ်ပြီးတော့မပြောဘူးပေါ့နော်ကဲဒါဆိုလို့ရှိရင် dancing ကိုဘယ်လိုမျိုးသုံးလဲဆိုတာကိုပြပြသွားမယ်ကဲအဲ့ဒါကနံပါတ်1အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ခုနရောရောဘုံလို့လည်းတည်ပြီးသားဖြစ်တဲ့နာမည်ကြီးရပေါ့နော်ဒီ dancing အသုံး popular ဖြစ်တဲ့အသုံးလုံးဖြစ်တဲ့ဒီသမီးသားချစ်သူလေးတွေပြီးလို့ရှိရင်အိမ်အောင်တယ်တွေမှာဆိုလို့ရှိရင်လည်းခင်မွန်းကဇနီးတယ်ကိုဇနီးတယ်ကခင်မွန်းကိုစစ်စနိုးလေးနဲ့ dancing ဆိုပြီးတော့ခေါ်တာမျိုးရှိတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင် dancing 你먹고 싶어요မင်းဘာကိုစားကျင်လဲပေါ့အဲ့ဒီအချိန်မှာဓာတ်ရိုက်ကြည့်ပြန်မယ်ဆိုတော့မင်းဘာကိုစားကျင်လဲလို့ဖြစ်မှာဆိုပေမဲ့တကယ်ကြတော့ချစ်စနိုးနဲ့ခေါ်တာဖြစ်တယ်အဲ့နေရာမှာဟန်နီဒါလင်းရီယာဆိုပြီးတော့အဓိပ္ပာယ်ရအချစ်ကလေးပေါ့အဲ့လိုအဓိပ္ပာယ်ရတယ်ပေါ့နော်ဒါချိုချိုတတာလေးနဲ့ခေါ်တဲ့အခေါ်ဝေါ်လေးပေါ့နော်အဲ့နောက်တစ်ခုကကြတော့အဓိပ္ပာယ်အတူတူပဲဒါပေမဲ့အသုံးနှုန်းကတော့ကွာပါတယ်ဘယ်မှာသုံးတာလဲဆိုရင်စာတန်ပေတန်နဲ့သုံးတယ်လို့လည်းပြောလို့ရတယ်စာပေရေးသားတွေမှာသုံးတာပေါ့အထူးသဖြင့်ကြပြလေးတွေနောက်ပြီးလို့ဝတ္ထုလေးတွေအဲ့လိုလေးတွေမှာသုံးတယ်ဥပမာအနေနဲ့ဆိုလို့ရှိရင်당신 없으면 내가 어떻게 살아မင်းနာမရှိဘူးဆိုရင်ဘယ်လိုမျိုးနေနိုင်မှာလဲနောက်တစ်ခုက당신을 사랑합니다ငါနင့်ကိုချစ်ပါတယ်ဒါကတော့ကြပြလေးတွေနောက်တစ်ခုကဒီဘယ်လိုပြောမလဲဝတ္ထုလေးတွေမှာပေါ့နော်ထည့်သုံးတဲ့အသုံးနှုန်းလေးတွေဖြစ်တယ်ပေါ့နော်ဒါကတော့ခုနက romantic ဆန်တဲ့အသုံးနှုန်းပဲခုနကအပြောအခုကကြတော့စာသုံးလေးအဲ့လိုမျိုးလေးပေါ့နော်နောက်တစ်ခုကကြတော့ဒီ poster တွေ slogan တွေမှာသုံးတဲ့အသုံးနှုန်းပေါ့ဥပမာအနေနဲ့သုံးရမယ်ဆိုလို့ရှိရင်당신 꿈을 응원합니다အဲ့ဒါကြတော့မင်းရဲ့အိမ်မက်တွေကိုငါအားပေးနေပါတယ်ပေါ့ဒါပေမဲ့အဲ့ဒါကြတော့ခုနသုံးခဲ့တဲ့ romantic ဆန်အဲ့လိုပုံစံမျိုးတော့မဟုတ်တော့ဘူးပေါ့နော်သူ့အနေနဲ့ကြတော့မင်းဘက်မှာငါရှိရဲဆိုတဲ့ပုံစံမျိုးနဲ့အားပေးချင်တဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုး feeling ကိုပို့ပြီးတော့ပေးရပေါ့နော်နောက်ဆုံးတစ်ခုအနေနဲ့ဆိုလို့ရှိရင်အရှိမပြောသွားတဲ့ဟာနဲ့လုံးဝစန့်ကျင်ဘက်ဖြစ်တဲ့ dancing ရဲ့အဓိပ္ပာယ်ကိုပြောပြသွားမယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်သမီးသားလေးတွေချစ်သူဆောင်တဲ့လေးတွေပေါ့နော်ဇနီးတဲ့နဲ့ခင်မွန်းကြားတဲ့ကပေါ့နော်သူတို့အစင်မပြေဖြစ်လာတဲ့အခါကျရင်ရန်ဖြစ်တယ်ပေါ့ဒေါသထွက်တဲ့အခါကျရင်သုံးတဲ့အသုံးပေါ့ဥပမာဘယ်လိုပြောရမလဲဆို당신이 뭐 하는 거예요မင်းဘာလုပ်နေရလဲနောက်တစ်ခုဥပမာထပ်ပေးရမယ်ဆိုလို့ရှိရင်당신 때문에 이렇게 되는 거예요မင်းကြောင့်ဒီလိုမျိုးဖြစ်သွားတာပေါ့တယောက်နဲ့တယောက်အပြစ်ပုံချခြင်းတဲ့အခါမျိုးမှာဆိုလို့ရှိရင်လည်းသူတို့ကဒီ tension ကိုသုံးကြရဲပေါ့နော်ဒါပေမဲ့အဲ့ဒါကဘူဘူစာကြီးတွေရောနေဖြစ်တဲ့ဒီသမီးသားချစ်သူဆုံးလေးတွေကြားရမှာပဲသုံးတာနော်တခြားတစ်သိန်းကိုသွားပြီးမသုံးသူတို့ကတခြားတစ်သိန်းကို tension ကိုသွားပြီးသုံးနေဆိုရင်အရင်ရိုင်းညာကြရဲပေါ့နော်နောက်တစ်ခုကဒီကိုကသူများကို tension ကိုပြောလိုက်တယ်မလားအဲ့ခါကျရင်ကိုက tension ကိုပြောတာကိုခံရတဲ့သူကဟဲ့သူ့ကိုလာနှိမ်နေလို့ခံစားသွားရစီရေပေါ့နော်စပချင်းတော့အရန်ရိုင်းပါတယ်အဲ့ဒါဆိုတော့သူတို့ကမသုံးပါဘူးဒါပေမဲ့တခုတော့ရှိရပေါ့နော်ဒီ story drama တွေထဲမှာတွေ့ဘူးလေဒီ tension ဘာညာတရကရန်ဖြစ်ပြီးတော့အဲ့လိုပြောချရဲဟုတ်တယ်မလားအခါကြလို့ရှိရင်အဲ့အချင်းချင်းပေါ့ဒီလိုမျိုးမသိတဲ့သူအချင်းချင်းမှာ tension ကိုသုံးနေဆိုရင်လည်းဒါရန်ဖြစ်ခံနေမို့လို့စကန်နိုင်လူနေတဲ့အခါမှာသုံးတာမျိုးဖြစ်တယ်ပေါ့ဒါကြောင့်ဒီ tension ကိုသုံးမယ်ဆိုလို့ရှိရင်တော့အချိန်ကြီးနဲ့အချိန်ကလေးကိုကြည့်ပြီးတော့သုံးစီခြင်းပါတယ်โอเคဒါဆိုရင် tension ရဲ့အသုံးအနှုန်းလေးတွေကိုသိချသိသွားပြီမလားโอเคနောက်ဗီဒီယိုလေးမှာထပ်တွေ့ကြအောင်နော်안녕